ပူပင်ရာပေါင်းများစွာကိုကျွန်တော်မိရှုပစ်လိုက်တယ်နောက်နေ့ကျတော့တရွာလုံးကကျွန်တော်ရှေ့မှာတူးထောက်ပြီးတောင်းပန်ကြလိမ့်မယ်လို့တခါမှမတွေးခဲ့မိဘူးဟိုးအရင်ကတောဝက်တွေတောင်ပေါ်ကဆင်းလာပြီးလူတွေကိုအန္တရာယ်မပြုနိုင်အောင်လို့အဲ့ဒီစူးပင်ရာပေါင်းများစွာကိုကျွန်တော်ကိုယ်ပိုင်ပတ်စံနဲ့ဝယ်ပြီးရွာပတ်ပတ်လည်မှာစိုက်ထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့တရက်မှာတော့ကျွန်တော်ဝမ်ကွယ်ရဲ့မိသားစုကစပစ်ပြီးစိုက်ချင်တာနဲ့အဲ့ဒီအပင်တွေကိုခုတ်လဲပစ်ဖို့ကျွန်တော်ကိုအတင်းကျပ်လုပ်ခိုင်းပါတော့တယ်အဲ့ဒီအပင်တွေကိုဘယ်လို့မှခုတ်လို့မရဘူးလို့သူတို့ကိုတက်ခါတလဲလဲပြောခဲ့ပါသေးတယ်ဒါပေမဲ့ကျွန်တော်ဝမ်ကွယ်ကနားမထောင်ခဲ့ဘူးနောက်နေ့ကျတော့သူကဥပဒေစိုးမိုးရေးအရာရှိတွေကိုပါခေါ်ပြီးကျွန်တော်အိမ်တကားဝအထိရောက်လာခဲ့တာဗျကိုလင်းမြေတိုင်းလာတဲ့ရလက်တွေထွက်လာပါပြီဒီစူးပင်ရဲ့အဆုံးပိုင်းဟာအခြေခံစိုက်ပျိုးရေးမြေရဲ့စီးနီတွင်းတွေကို30စင်တီမီတာလောက်ကျူးကျော်ဝင်ရောက်နေပါတယ်ကြားတယ်မလားဥပဒေနဲ့မညီဘူးလေစီးနီဆိုတာအဓိကအတားအဆီးဖြစ်ပြီးမူဝါဒကိုတော့တလက်မတောင်ကျူးကျော်လို့မရဘူးဒါကတော့ပြုပြင်ပြောင်းလဲဖို့အကြောင်းကြားစာပဲဖြစ်ပါတယ်ဒီပင်တန်းကိုဖယ်ရှားဖို့ခင်ဗျားမှ3ရက်အချိန်ရှိပါတယ်အခုတော့မင်းဘယ်လောက်ထိဆက်ပြီးမတက်နိုင်အောင်မလဲကြည့်ကြသေးတာပေါ့အစောတွေကစကားနားထောင်ခဲ့ရင်ဒီလိုမျိုးတွေဖြစ်လာမှာမဟုတ်ဘူးလင်းဖန်မင်းအခုရောစကားတွေဆက်ပြီးရှောက်ပြောနိုင်အောင်မလားကြည့်ချင်သေးတယ်ကွာရှောင်းဖန်မင်းဦးလေးကအခြေအနေကိုမဖျက်ဆီးဖို့ပြောခဲ့တာပဲဒါကိုမင်းကနားမထောင်ခဲ့ဘူးအခုတော့အရာရှိတွေပါရောက်လာကြပြီအရှက်ရစရာကြီးမဟုတ်ဘူးလားအရာရှိဝန်ကျွန်တော်ကိုဘောပေတစ်ချောင်းလောက်ခဏပေးပါစီးနီကိုကျူးကျော်နေတာဆိုတော့လေဒါကိုခုတ်လက်ပြရမှာပေါ့ကျွန်တော်ပူပေါင်းဆောင်ရွက်ပေးပါမယ်ဒီလောက်လွယ်လွယ်ကူကူနဲ့အလျှော့ပေးလိုက်တာလားအစောတွေကဒီလိုမျိုးလိမ္မာခဲ့ရင်အခုလိုအရာရှိတွေကိုအထိခေါ်လာစရာလိုမှာမဟုတ်ဘူးအပင်တွေကိုအခုချက်ချင်းခုတ်လက်ပေးလို့ရပြီမဲ့ကျွန်တော်မှစီကန်းချက်တစ်ခုတော့ရှိတယ်ဘာလဲမင်းကအခုထိညှိနှိုင်းချင်နေသေးတာလားပြောလေပါလေဒါကညှိနှိုင်းနေတာမဟုတ်ဘူးဒါကတာဝန်ယူမှုတာဝန်ခံမှုအပိုင်းပဲရှောင်းဖန်ဒါကဘာလဲဒီအပင်တွေကိုကြောက်ကြံတဲ့တိုင်စာမှာလက်မှတ်ထိုးထားတဲ့ရွာသားတွေကတိုင်ကြားထားတာဖြစ်လို့သူတို့ကိုယ်တိုင်ပဲလက်မှတ်ထိုးပြီးအတည်ပြုရလိမ့်မယ်ဘာကိုအတည်ပြုရမှာလဲဒီအပင်တွေကိုဖယ်ရှားလိုက်တဲ့နေ့ကစပြီးအနက်အကာအကွယ်မရှိတော့တဲ့အတွက်တောတတဝါတွေတောင်ပေါ်ကဆင်းလာပြီးထန်လုံအိမ်တွေဒါမှမဟုတ်ပြည်နယ်တွေကိုလာဖျက်ဆီးမယ်ဆိုရင်ကြောက်ကြံတဲ့တိုင်စာမှာလက်မှတ်ထိုးထားတဲ့ရွာသားတွေကအပြည့်အဝတာဝန်ယူရမယ်ဒါဟာကျွန်တော်လင်းဖန်နဲ့လုံးဝမသက်ဆိုင်တော့ဘူးရှောင်းဖန်အဲ့ဒီလောက်ထိလုပ်ဖို့တကယ်ပဲလိုလားတောဝက်တွေရှိတယ်ဆိုတာကိုမယုံဘူးဆိုရင်လည်းဒါကိုလက်မှတ်ထိုးလိုက်တာကမင်းအတွက်ဘာမှဆုံးရှုံးတော့မှာမဟုတ်ပါဘူးမင်းကဘသူ့ကိုလာချောက်နေတာလဲကျွန်တော်ဘသူ့ကိုမှချောက်လက်နေတာမဟုတ်ပါဘူးကျွန်တော်ကဖြစ်လာမယ့်နောက်ဆက်တွဲရလဒ်တွေကိုကြိုတင်ပြီးရှင်းရှင်းလင်းလင်းပြပြထားရုံပါပဲကောင်းပြီငါလက်မှတ်ထိုးပေးမယ်တောဝက်နည်းနည်းပပနဲ့ငါတို့ကိုလာပြီးမချောက်လက်ပါနဲ့တော့ဒါကခင်ဗျားတို့ကိုယ်တိုင်ရွေးချယ်ခဲ့တာဆိုတာကိုမှတ်ထားလိုက်ပါရွာမိရွာဖားတို့မကြောက်ကြပါနဲ့ဒါကသူမျက်နှာပူလို့တိတ်ခတ်ဆဲဖို့လုပ်နေတာတသက်ပါငါတို့ရွာမှာလူတွေဒီလောက်တောင်အများကြီးရှိတာပဲဝက်နည်းနည်းပပကိုငါတို့ကဘာလို့ကြောက်နေရမှာလဲတောဝက်နှစ်ကောင်တကယ်ထွက်လာရင်တော့မှအဲ့ဒါကညစာအတွက်အပေါ်ဟင်းရဖြစ်သွားရုံပဲပေါ့လက်မှတ်သာထိုးလိုက်စမ်းပါငါတို့ရွာမှာတောဝက်တွေရှိနေတာလည်းမဟုတ်ဘဲနဲ့လင်းဖန်ကိစ္စတွေကိုအတီလင်းအကြီးအကျယ်လုံးလုံးနဲ့အပင်နှဲငယ်အတွက်နဲ့ဒီလိုမျိုးပြဿနာရှာနေတာကြည့်ရတာတကယ်ရုပ်ဆိုးတာပါပဲမြင်တယ်မလားအဲ့ဒါတရွာလုံးရဲ့သဘောထားပဲကျွန်တော်အားလုံးကိုရှင်းရှင်းလင်းလင်းမြင်တယ်လို့တေချာလဲမှတ်ထားပါမယ်ကိုလင်းကျွန်တော်တို့ဒီညတကယ်ပဲခုတ်လဲပြရမှာလားသူတို့ကတော့ဆက်ပြီးမစောင့်နိုင်ကြတော့ဘူးဒါဆိုရင်လေသူတို့ဖြစ်ချင်တဲ့အတိုင်းသာလုပ်ပေးလိုက်ကြတာပေါ့မနေ့ပြန်နေထွက်လာတာနဲ့ငါရဲ့ဆက်ပစ်ချန်10ဧကကနေပတ်စံတွေအများကြီးရတော့မှာလင်းဖန်ကိုတိတ်ပန်ကြီးကြပြီဘာလို့ရှောက်ပြောနေတော့မှာလဲအမိစာလဲရောက်လာရောသူခုတ်လဲပြလိုက်ရတာပဲမဟုတ်ဘူးလားကိုလင်းအနက်အကာကွယ်ကြီးမရှိတော့ဘူးတကားကြီးပွင့်သွားပြီကိုလင်းအနက်အကာကွယ်ကြီးမရှိတော့ဘူးတကားကြီးပွင့်သွားပြီငါရဲ့စီးပွားရေးလမ်းကြောင်းကိုပိတ်ဆို့နေတဲ့အဲ့ဒီအပင်စုပ်တွေနောက်ဆုံးတော့မရှိတော့ဘူးအခုဆိုရင်ငါရဲ့ Shine Mask ဆက်ပစ်တီးတွေဟာအရန်ကိုချုံမြင်လာတော့မှာပေါ့ချန်တီနှစ်တော့ပတ်စံတွေအများကြီးရှာဖို့တာတင်ထားလိုက်တော့ငါအခုဘာတွေနဲ့ရှုပ်ပွားနေတာလဲကိုလင်းတမဏိနေရန်ကအမြင့်3မီတာရှိပြီးအခြေခံအုတ်မြစ်က1.2မီတာထိနှက်ပါတယ်ခင်ဗျားတောင်းဆိုထားတဲ့အတိုင်းတိုက်မိရင်ခံနိုင်ရရှိမဲ့အဆင့်ကိုလည်းအားဖြည့်ပြင်ဆင်ပေးထားပါတယ်နောက်3ရက်အတွင်းမှာအားလုံးပြီးစီးပါလိမ့်မယ်စံချမ်းဝေ1ကောအဓိကစမ်းတက်စုံထဲမှာအားနည်းချက်တစ်ခုလည်းတောင်မရှိစေရဘူးဟာအားလုံးပဲလာကြည့်ကြပါဦးငါတို့လင်းဖန်ကိုယူအောင်လုပ်လိုက်မိပြီလားသူ့ကိုသူပိတ်လောင်ထားဖို့တန်လောင်အင်ကြီးစောက်တာကိုငွေသိန်းနဲ့ချီအကုန်ကြခံပြီးအဲ့ဒီတန်တိုတန်စားတွေကိုမြေကြီးထဲမှာမြုပ်ထားတယ်လေကောလိပ်ကျောင်းသားတွေဟာပတ်စံရေးထွက်တဲ့နေရာမှာလယ်သမားတွေလောက်တောင်မတက်ကြဘူးဖြုံးတိပစ်ဖို့ပတ်စံတွေအများကြီးရှိနေပုံရတယ်လင်းဖန်အဲ့ဒီတန်လောင်အင်ကြီးကဘသူ့ကိုကာကွယ်ဖို့စောက်ထားတာလေတိရစ္ဆာန်တွေကိုပေါ့တကားကတော့ပွင့်သွားခဲ့ပြီမင်းတို့ရဲ့စက်ပစ်တီးတွေနဲ့လယ်ကွင်းတွေကတီးနှံတွေကိုကောင်းကောင်းကာကွယ်ထားကြပါလာပြီးလှုပ်ဝက်ဆန်းကျဲတန်တွေလုံးမနေပါနဲ့တော့ငါစက်ပစ်တီးတွေတန်းအထိရောင်းရတဲ့အခါမင်းကိုစိတ်ဒုက္ခပေးဖို့မင်းရဲ့တန်လောင်အိမ်ဘေးမှာနေတိုင်းအကင်လာစားပြမယ်ဦးလေးရွှေအနက်အကာကွယ်ကလုံးဝပြတ်ကွယ်သွားပြီစောင်းဦးရာဒီမှာတောင်ပေါ်မှာအစားအစာတွေရှားပါတတ်တယ်တောဝက်တွေဟာတတိဝလန်တွေနဲ့တောင်ဖူးနှံတွေကိုခံစားပြီးတောင်ပေါ်ကနေမူချဆင်းလာကြလိမ့်မယ်ရှောင်းဖန်မင်းတာကိုတေချာလို့လားတကယ်လို့အတန်ချက်ဆက်နဲ့ကြီးညာလိုက်ရင်ရွာသားတွေထိတ်လန့်ကုန်ကြလိမ့်မယ်တခုခုဖြစ်ပြီးမှငိုနေရမယ့်စားအခုကတည်းကကြိုတင်တတိထားတာကပိုကောင်းပါတယ်ကောင်းပြီဒီတစ်ချိန်တော့မင်းကိုငါယုံကြည်လိုက်မယ်ဒီညကစပြီးလူတိုင်းသူတို့အိမ်ရဲ့တကားတွေနဲ့တင်းပေါက်တွေကိုတိတိကျကျပိတ်ထားကြဖို့ပြောရမယ်ရိတ်သိမ်းလို့ရတဲ့တောင်မှုတွေကိုလည်းလာမယ့်2ရက်အတွင်းမှာအိမ်ထဲကိုအမြန်ဆုံးရွှေ့ပြောင်းထားရမယ်ရွာသူရွာသားအပေါင်းတို့ခင်ဗျာရွာနောက်ကျောတောင်ပေါ်ကနေတောဝက်တွေဆင်းလာနိုင်ပါတယ်ဒီညမှာအိမ်တကားတွေနဲ့တင်းပေါက်တွေကိုတိတိကျကျပိတ်ထားကြပါရိတ်သိမ်းလို့ရမယ့်တောင်မှုတွေရှိရင်လည်းအမြန်ဆုံးရိတ်သိမ်းစီကြပါငါတို့အရင်ဆုံးရိတ်သိမ်းထားလိုက်ရင်ကောင်းမလားရှောင်းဖန်ကလည်းအဲ့ဒီတန်ပဏိနိုင်ငံကြီးကိုစောက်ထားပြီးပြီလေတောဝက်တွေတကယ်ဆင်းလာရင်ဘယ်လိုလုပ်မလဲဒါပေမဲ့တောင်မှုတွေကအပြည့်အဝမချောက်သေးဘူးလေအခုရိတ်သိမ်းလိုက်ရင်စိုးထိုင်းစားကအရန်မြင့်နေလို့ပတ်စံတွေအများကြီးအရှုံးပေါ်လိမ့်မယ်ဒါပေမဲ့ရိတ်သိမ်းရမှာပဲမင်းတို့တွေယူနေကြတာလားလင်းဖန်ကရိတ်သိမ်းခိုင်းတာနဲ့ပဲမင်းတို့ကရိတ်သိမ်းကြတော့မလို့လားဒါပေမဲ့ရွာလူကြီးကိုယ်တိုင်ကကြီးညာထားတာလေအဲ့ဒါကလင်းဖန်ကရွာလူကြီးကိုလာပြီး၆လန့်ထားလို့ပါသူကအဲ့ဒီတမဏိနိုင်ငံကြီးအတွက်ငွေသိန်းနဲ့ချီအကုန်ချက်ခံထားရတော့အခုအဲ့ဒီပတ်စံအတွက်နှမျောပြီးတရွာလုံးကိုပါသူ့လိုမျိုးလိုက်ပြီးထိတ်လန့်စေချင်နေတာဘာတော့ဝက်လဲငါရဲ့စက်ပစ်တီးတွေအများကြီးရောင်းရတော့မှာကိုလင်းဖန်ကမနာလို့ဖြစ်နေတာတက်တက်လို့ငါထင်တယ်အခုရိတ်သိမ်းလို့အရှုံးပေါ်သွားရင်သူကမင်းတို့ကိုပြန်ရောပေးမှာမလို့လားအဲ့ဒါလည်းဟုတ်တာပဲအခုရိတ်သိမ်းလိုက်ရင်တအေကကိုကုန်ကြစရိတ်တွေအများကြီးရှိလိမ့်မယ်အားလုံးပဲငါပြောတာကိုနားထောင်ကြစမ်းပါငါတို့ရွာကဆယ်စုနှစ်ပေါင်းများစွာအေးအေးချမ်းချမ်းရှိခဲ့တာပါတောဝက်တွေကဘယ်ကနေထွက်လာမှာလဲလင်းဖန်ရဲ့လက်ကွက်ထဲကိုမဝင်ကြပါနဲ့ဒီညလွန်သွားရင်တော့ငါတတိမပေးခဲ့ဘူးလို့လာမပြောနဲ့အောင်ပရောဖက်ကြီးလိုဘာလိုနဲ့လာပြီးဆရာလုံးမနေပါနဲ့တော့တောဝက်တကယ်ထွက်လာရင်တော့မှငါခေါ်ပြားနဲ့ရိုက်လွတ်ပြလိုက်မယ်တတမနှစ်တန်းတောင်ချင်းငွေ